Okay, အားလုံးမင်္ဂလာပါကျွန်တော်ကတော့ slime ထန်းဝရှင်ဖြစ်ပါတယ်လို့ကျွန်တော်နောက်တစ်ပတ်10ရက်နေ့ကျွန်တော်ပွဲရှိပါတယ်လို့ကျွန်တော်အားပေးကြပါအောင်ကျွန်တော်ပြောရှင်တယ်အဲ့ပွဲကျွန်တော်တေချာလေးပြင်ဆင်ထားတယ်ပြိုင်ဖက်ကတော့တော်သွင်းမှာပြောင်းလဲတာတော့ရှိတယ်ပေါ့နော်3ယောက်4ယောက်လားမသိဘူးအဲ့လောက်နေပါတော့ပြောင်းလဲတယ်ပြင်ဆင်မှုကတော့ကျွန်တော်အများကြီးပြင်ဆင်ထားတယ်ဒါပေမဲ့ဘူးထိုးကမပြိုင်ဖက်ကကျတော့ကျွန်တော်ပြီးခဲ့တဲ့ပုံထူးနေ့လောက်ကမှပြောင်းသွားတော့မနော်ပြီးခဲ့တဲ့ပုံထူးနေ့လောက်ကမှပြောင်းသွားတာဆိုတော့အားလည်းချက်တွေတိတ်ပြီးတော့အများကြီးတူတော့ရှာဖို့အချိန်တိတ်မရှိဘူးဒါပေမဲ့ကျွန်တော်အဲ့အချိန်ရတဲ့အချိန်လေးမှတော့ရှာထားတယ်ကျွန်တော်လည်း training ပုံမှန်လုပ်ထားတယ်ပြီးဝမ်ပွဲထိုးမယ်ဆိုတော့လည်းကျွန်တော်တီးတဲ့အတွက်ကျွန်တော် training လုပ်ထားတယ်ကျွန်တော်အားပေးချပါအောင်လို့ကျွန်တော်ပြောချင်တယ်ကျွန်တော်တေချာပေါ့အနာရအောင်ကျွန်တော်ထိုးပြသွားမှာပါလို့ကျွန်တော်ပြင်ဆင်မှုပိုင်းတွေလည်းကျွန်တော်ဒီရှာလေးပြင်ဆင်ထားတာဖြစ်တဲ့ကြောင့်ကျွန်တော်အားပေးချပါအောင်လို့ပြောချင်ပါတယ်အားပေးကြတဲ့သူအရောက်ချင်းဆိုင်ကိုကျေးဇူးအများကြီးတင်တယ်လို့